coffee ကိုကြိုက်တယ်ဒီတိုင်းတော့ဖြစ်နေတယ်လို့ရှင်တော့အခုပြောမယ့်အချက်လေးတွေထိုင်မမှားဘူးပေါ့အဲ့ဒါဘာလဲဆိုတော့ coffee ကိုထုတ်လုပ်ပုံပေါ့နော် processing ၃မျိုးအကြောင်းပါအဲ့ coffee processing ၃မျိုးကတော့ wash honey natural dry ပေါ့နော်ပထမဆုံး wash process ဆိုတော့ coffee cherry သီးကိုခူးလာတယ်ခူးလာပြီးတော့သူကခွန်ချွတ်လိုက်တယ်ခွန်ချွတ်လိုက်ပြီးတော့အထဲမှာကြိချွဲလွာဆိုတာကြံတယ်ပေါ့နော်အဲ့ကြိချွဲလွာကိုဒီ fermentation အချင်းဖောက်ပြီးတော့သူကထက်ချွတ်လိုက်တယ်အဲ့ဒီဟာပြီးမှနေလန်းတယ်ပေါ့နော်နေလန်းနေကနေပြီးတော့ရလာတဲ့ဟာကိုကျွန်တော်တို့ကဒီ wash process လို့ခေါ်တာပေါ့နော် wash process ရဲ့အရာအတာကကျတော့ clean and sharp ဖြစ်တယ်ပြီးတော့ fruity notes လေးတွေရှိမယ် floral notes လေးတွေရှိမယ်ပေါ့နော်ဒီတတိယရတာတို့ဒီပန်းရနံတို့စတာလေးတွေရှိမယ်သူကတော့လုံးဝ coffee ရတာပြပြတသားရတာပေါ့နော်ပြီးတော့ acidity က bright ဖြစ်တယ်coffee ချင်းလေးရတယ်ဆိုတာဒီ wash process မှာဆိုလို့ရှိရင်သူ့ရဲ့အချင်းရတာလေးပို့ပြီးတော့ရတတ်တယ်ဒါတော့ wash process နဲ့လုပ်ထားတယ်တော့ဒီခွန်ပေါ်မှာလုံးဝဘာမှမကြံပေါ့နော်ကြီးချွဲရပါလည်းမရှိတော့ဘူးဒီလိုကိုရလှော်မယ်ဆိုရှင်ဒီအပြင်ခွန်လေးကိုထက်ချွတ်ရတာပေါ့ခုနပြောတဲ့ green bean ရမှာပေါ့ဒါတော့ punishment ဆင်းပေါ့နောက်တစ်ခုက honey process ကကျတော့သူကပထမဆုံး coffee cherry တွေကိုခူးလာတဲ့ coffee cherry တွေကိုမှသူကအပြင်ဆုံးခွန်ချွတ်လိုက်ပြီးတော့အထဲမှာခုနကပြောတဲ့အကြည်ချွဲလာလေးကြံတယ်ပေါ့နော် mucilate ဆိုတဲ့အကြည်ချွဲလာလေးကြံတယ်အဲ့ဒီအကြည်ချွဲလာကိုထပ်မချွတ်ဘဲနဲ့အဲ့ဒီအကြည်ချွဲလာနဲ့အတူနေလန်းတာပေါ့နော်အဲ့တော့နေလန်းတာဖြစ်တဲ့အတွက်ကြောင့်လို့အဲ့ဒီအကြည်ချွဲလာကဒီ sugar တွေကဘေးနဲ့ကိုစိတ်ဝင်နေတာဖြစ်တဲ့အတွက်ကြောင့်လို့သူက sweetness ရှိတယ်ပေါ့နော်သူကတော့တစ်ခုကတော့ဒီ balance ဖြစ်တယ်ခုနကတော့ acidity လည်း bright မဖြစ်ဘူးသူက acidity နဲ့ဒီ sweetness နဲ့ကကြားထဲမှာ balance ဖြစ်တယ်ပြီးတော့သူ့စီမှာလည်း fruity notes လေးတွေရတယ်သူကတော့ body ကလည်း heavy မဖြစ်ဘူးခုနကလိုမျိုး wash process လိုမျိုးလည်းသူက clean မဖြစ်ကြားထဲမှာမျှအဲ့ဒါကတော့ honey process ဒါဆိုလို့ရှိရင်ဒါ honey process ပေါ့နော်ဒါဆိုလို့ရှိရင် honey process ဒီကွန်ဖုံမှာဒါဒီကျွဲရဲ့6ဝိုင်းအချိန်မှာကျန်ခဲ့တာပေါ့နော်ဒီဟာကိုတော့မယ်ဆိုလို့ရှိရင်တော့ခုနကတည်းကဒီကွန်တော့ပြန်ပြီးတော့ချိုးရမှာပေါ့နော်ဆိုတော့ wash process နဲ့မတူတာဒါမျိုး honey ကအပေါ်ကြီးချွဲကြံမယ် wash ကတော့လုံးဝ clean ပေါ့နော်နောက်တစ်ခုကတော့ natural dry process ဒီ coffee cherry ကိုခူးလာပြီးတော့ coffee cherry ဒီအတိုင်းပဲရေးဆေးပြီးတော့တီလုံးစုအတိုင်းလှမ်းလိုက်လုံးဝအခွန်လည်းမချွတ်ခွန်မချွတ်ဘဲနဲ့လှမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွန်ထဲက sugar တွေကပို့ပြီးတော့ဘေးနဲ့စိတ်ဝင်နေတာဖြစ်တဲ့အတွက်သူကတော့ body က heavy ဖြစ်တယ်ပေါ့နော် sweetness တွေကများတယ် protein notes တွေ berry notes တွေကများတယ်ပြီးတော့ complex လည်းဖြစ်တယ်တခါတလေကြားလို့ရှိရင်သူ့စီမှာဝိုင်နှံ့ရတာတွေပါရတတ်တယ်ပေါ့နော်အဲ့တော့ natural drying process ကတော့ခုနပြောတဲ့ body heavy ဖြစ်တယ် fruity notes တွေ berry notes တွေများတယ်ရတာထူထူလေးရတာပေါ့နော်ပို့ပြီးတော့လည်းဒီ dairy notes တွေပိုရတယ်ဒီ natural drying process မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် natural drying process ပေါ့ဒါဆိုလို့ရှိရင်ဒါအဲ့ဒီ natural drying ရလာတဲ့ bean ပေါ့နော် green bean ဒါမှတ်လို့ခင်ပေါ့ဒါကတော့ဒီ processing 3မျိုးပေါ့အဲ့တော့ကိုကဘယ်ရတာကိုကြိုက်တက်လဲဘယ်ရတာကိုတောက်လို့ရှိလဲကိုတောက်နေတဲ့ coffee ကတော့ဘယ်ရတာနဲ့ထုတ်ထားတာလဲပေါ့နော်စသဖြင့်ကိုကြိုက်တဲ့ရတာကိုကိုကဘယ်လိုမျိုးတောက်ချင်လဲဆိုတော့ရွေးပြီးတော့ဝယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်